အားလုံးပဲမင်္ဂလာပါကျမဒီနေ့ဆွေးနွေးခြင်းနဲ့ခေါင်းစဉ်တွေကတော့လစာအများကြီးမပေးနိုင်ပေမဲ့မိမိရဲ့ကိုယ့်ရဲ့အကောင်းဆုံးဝန်ထမ်းတွေကိုဘယ်လိုဆွဲထားမလဲဆိုတဲ့ခေါင်းစဉ်တွေကိုဆွေးနွေးသွားချင်ပါတယ်ဒီအချိန်မှာလူတိုင်းကအရန်ကိုခက်ခဲပါတယ်အလုပ်ရှင်ရောအလုပ်သမားရောနှစ်ဦးနှစ်ဖက်စလုံးမှာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအခက်အခဲတွေအများကြီးစိတ်ဖိစီးမှုတွေအများကြီးရှိပါတယ်အဲ့တော့ဒီအချိန်မှာခေါင်းဆောင်ပြီးသားတဲ့ခေါင်းဆောင်တရားအနေနဲ့ဆိုရင်သူကဒီဝန်ထမ်းတွေရဲ့အခက်အခဲကိုစာနာနားလည်ပေးနိုင်တဲ့ empathy mindset စာနာနားလည်မှုရှိရဲ့စိတ်ရှိဖို့ mindset ရှိဖို့အရန်ကိုအရေးကြီးပါတယ်အဲ့တော့ဒီခေါင်းဆောင်ကဒီချိန်မှာဆိုရင်ပွင့်လင်းမြင်သာတဲ့ဆက်သွယ်မှုတွေကိုလုပ်ရမယ်ပြီးရင်နားလည်မှုနဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတွေကိုသူကပေးရပါလိမ့်မယ်အဲ့တော့ပြီးတော့သူတို့ရဲ့သေးငယ်တဲ့ဘယ်လိုအောင်မြင်မှုမျိုးကိုမဆိုအတိအမှန်ပြုပေးဖို့လိုပါတယ်အဲ့တော့ဝန်ထမ်းအရာအများကြီးကိုစီမံအုပ်ချုပ်ခဲ့ရတဲ့အတွေ့အကြုံအရပြောရမယ်ဆိုရင်လူတွေကသူတို့ကိုတန်မိုးထားတဲ့နေရာမှာပဲကြာနေကြတာပါအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းခွင်ကိုလာစာတစ်ခုတည်းပေါ်မှာလာစာတစ်ခုတည်းအတွက်မဟုတ်ဘဲနဲ့နှွေးထွေးတဲ့မိသားစုနှွေးထွေးတဲ့ဒုတိယမိသားစုဖြစ်အောင်ဖန်တီးပါအဲ့တော့အခုလိုမျိုး business management and development ပိုင်းဆိုင်ရာ tips လေးတွေကိုနောက် post တွေမှာလည်းထပ်ပြီးတော့ဝေမျှသွားပါအောင်မယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်